မင်္ဂလာပါဒါလည်းကျွန်တော်2010 Chevy Traverse အေးလာပြီဆိုတော့ brain ပေါက်ကအချရတယ်အတက်မရတော့ဘူးဆိုတော့ကျွန်တော် emergency တာတက်အောင်လို့ပေါ့နော်ပစ္စည်းတော့မရှိသေးဘူးဒါပေမဲ့လည်းဘယ်လိုတက်အောင်လုပ်ရမလဲစဉ်းစားတယ်အချရတယ်ကျွန်တော်ဒါနှိမ့်လိုက်တယ်နေပြီးတော့ပြန်တက်လို့မရတော့ကျွန်တော် check in ကြည့်မယ်နော်ဆိုတော့ပထမဦးဆုံးဒီ clock ကိုဖြုတ်ကြည့်မယ်ဒီ clock ကိုနော်all rightတော့ဒီကောင်လေးကိုနှိပ်ပြီးတော့ဒီကောင်လေးနှိပ်ပြီးတော့ဖြုတ်ရအောင်မယ်ဒီကောင်နော်မြင်ရလားမသိဘူးနှိပ်ပြီးတော့ဆွတ်ချလိုက်ဒီကောင်မှာဒီပလက်အောင်မှာမီးရောက်ကျွန်တော်တစ်ချက်စစ်ကြည့်မယ်မီးရောက်တဲ့ဟေးဆိုရင်ဒီ clock မကောင်းတာပေါ့နော်ဒီမှာမီးမြောက်ဝေးဆိုရင်ကျွန်တော် fuse တွေချက် fuse တွေဖြစ်လာ check ကြည့်မယ်ဒီမှာမီးလာတဲ့ဟေးဆိုရင်ကျွန်တော်ဒီ clock ပြတ်တာပေါ့နော်ဆိုတော့စမ်းကြည့်မယ်ဆိုတော့ဒီမှာ tester နော် tester နဲ့ဟိုးအောက်ကကောင်းground မီးရနေအောင်ကောင်း ground မီးရနေချိန်မယ်မီးလာတယ်မြင်လားမသိဘူးနော်မီးလာတယ်ဆိုတော့ဒီကောင်ကကောင်းတယ်ဆိုတော့ကျွန်တော်ပြတ်တာကဒီဘဲတော့ပဲဟုတ်တော့ထွက်ပါနော်ကျွန်တော်ပြတ်တယ်ဒီကောင်ဒီကျုပ်ကိုကြည့်တော့လိုအပ်တာလေးဟိုရတစ်ချောင်းလိုမယ်ဒီတိုင်းဒီ socket အပေါ် number 1 နဲ့ number 3 number 2 နဲ့ number 4ကိုချိန်လိုက်ဒါအပေါ်နော်အပေါ်တက်တယ်လို့ okay so သူရဲ့ diagram ဒီတိုင်း wait what okay never mind ဒီမှာဒီတိုင်းthat's not doing my phone right now ဒီတိုင်း 1 2 3 4 5 6 7 8ဒီအလျားကြီးကတော့ဘောရပေါက်မှုလားဒါအထိန်နဲ့လောက်ပေါက်ပဲဆိုတော့ဒီကောင်တွေပဲကောင်းပါ1နဲ့3နဲ့2နဲ့4နဲ့ join ပေးတိုင်းတက်တယ်အစမ်းကြည့်အောင်တိထားပါတဝါရတစ်ခုနဲ့တစ်ခုထိတယ်ဟေ့ဆိုရင် short ဖြစ်တတ်ပါတယ်ကျွန်တော်လက်တစ်ပတ်နေပဲလောက်မယ်နော်and 3 all right there we go and 2 and 4 toတက်တယ်မကြီးall the way yep ဆိုတော့ဒါပါပဲဆိုတော့ကျွန်တော်ဒီ clock ကိုဝယ်ပြရတယ်ဒီ clock ကိုပြန်လဲမယ်ဆိုတော့တကယ်ကျွန်တော်လည်းဒီပြဿနာရှင်အားလုံးအဆင်ပြေကြပါစေနော်